ဟုတ်ကဲ့ပါအမအခုကပဲရလာတောင်းလာခုဒီမှာဟိုအလုံးရသွားတာလာတာဘယ်လောက်လဲလက်သိလေးဟုတ်ကဲ့ဖယ်လုံးလေးကိုရသွားလဲလို့အလောက်ကကြတော့ဗာလေလောက်ရမှာလဲကျွန်တော်ရှင်းပြတာအလောကအင်တက်ရှင်လေးတို့အင်တက်ရှင်လေးတို့ကျတော့ဝိဆောင်လေးပူတိုင်းတို့ဒီကြတော့ဟိုပန်းမဲ့တက်ရှင်ပန်းမဲ့လေးပိုင်းလေးပိုင်းလာအောင်ထားလို့သူကနှစ်သိန်းခွဲဟိုမှာအဲ့ဒါဟိုတစ်လားနှစ်လားလောက်လုပ်ပြီးလို့ရှိရင်သူကအားသာတိုးပြင်မှာ2သိန်း8000 3သိန်းလောက်ပြရမှာပေါ့နော်ပြီးတော့ဒီရန်ကုန်ကနေပြီးတော့အမခုသွားမှာနေပြီးတော့သွားမှာနေပြီးတော့ဟိုသွားဖို့အတွက်ခရီးစိတ်တွေပါရအင်ရှင်ဘက်ကခံမှာနော်အဲ့ဒါခဏနေရမှာသွားတော့နော်ခုအမဟိုကျွန်တော်တို့ဒီကိုယုံကြည်နေဟိုဒီအလုံးလာလောက်တဲ့အတွက်တခြားလုံးမဲ့အမတွေညီမတွေရောရုပ်ပြပေါင်းယုံကြည်နဲ့လာပြီးဖို့လေစားလုံးလာလုံးမဲ့တရုံစီနဲ့လာဆောက်လို့ရပါတယ်လို့ဒီကကိုရီမရလည်းယုံစစ်ချောက်တယ်လည်းတွေ့ပါတယ်လို့အားသာတွေပါလည်းအဆင်ပြေတယ်ဆိုတာပြောတာလာကြရပါလည်းအဆင်ပြေပါတယ်လို့ဟုတ်ကဲ့